ကိစ္စတွေကိုဗြိတိန်ထောက်လှမ်းရေးထံပြောပြခဲ့ပြီးဂျပန်တို့ကျူးကျော်မှာကြောက်နေတဲ့ဇာပင်ဟာ Rasputin အကြံပေးသမျှကိုအယူလိုလိုက်လုပ်နေကြရလို့ဆိုပါတယ်။ဒါဟာဘရင်ရဲ့တားခံလေးအလက်တီတန်က Hemophilia ဆိုတဲ့သွေးမတိတ်ယောဂကိုဘုန်းတော်ကြီးကတက်တာကုပေးခဲ့လို့အကုန်လုံးခွင့်ရသွားတာလည်းဖြစ်ပါတယ်။ခေါင်းလောင်းကိုဘလို့တီးခဲ့လဲမေးတော့မျိုးသားကတော့နှိုက်ယူခဲ့တဲ့စာရွက်ကိုသူအသင့်ပြင်ထားတဲ့စာရွက်နဲ့လည်းကရုရှားလိုမတက်လို့ဇာရီနာကိုဖတ်ပြခိုင်းလိုက်ပြီးတစ်ဖက်အဆောက်အဦပေါ်မှာချင်းကနှင်းတွေကြားကနေခေါင်းလောင်းကိုရိုင်ဖယ်နဲ့ပစ်ခါအလိုက်တဲ့တင်းဆောင်ပြသွားတာကိုသူ့စီမှာစွမ်းအားတွေရှိတယ်လို့ယုံကြည်သွားတာဖြစ်ပါတယ်။စိန်ခေါ်မှုအသင့်အနေနဲ့ဂျာမန်တန်မတ်ရုံးခန်းထဲမှာရှယ်လီဖန်စစ်စစ်ရေးမိတ္တူတစ်စောင်ကိုမြောက်ပင့်ခိုးယူခိုင်းနေပြန်တာကြောင့်အရီနာကလန်ဒန်မှာပြသရုံတစ်ခုကမိကန်တက်တာထဲမှာအချိန်ဆွဲခဲ့ပြီးမလန်မကန်ကဂျာမန်တန်ရုံးမိကန်တက်တာကိုဖောက်ဝင်ပါတယ်။အစားကပြန်ပြောရရင်စင်မော်ကမိကန်တက်တာထဲမှာ10မိနစ်စာပဲအသက်ရှူလို့ရမယ်လို့ပရိသတ်ကိုချင်းခဲ့ပြီးလန်တစ်ဖက်ကဂျာမန်တန်ရုံးနဲ့ဝင်သွားတာမို့ဘတ်ကလည်းမေကွန်ထုတ်နေပါတယ်။နောက်ကပရိသတ်ကလည်းဟူဒီနီကိုထုတ်ပေးဖို့အော်နေကြသလိုဘတ်ကတော့သူမတို့10နှစ်ပြည့် anniversary ကိုမေ့နေရတော့အဖြစ်တင်ပါတယ်။တန်မတ်ရုံးခန်းထဲမှာမိကန်တက်တာကိုဖွင့်နေသူဟူဒီနီကတော့အခန်းထဲကိုစော်တပွေနဲ့ဝင်လာသူတန်မတ်ကြောင့်ဝင်ပုန်းနေရပြီးပုံစံပြက်နေတဲ့တကားလက်ကကြောင့်အနားကိုရှောက်လာတဲ့တန်မတ်ကမိကန်တက်တာကိုလှည့်ပိတ်လိုက်ပါတယ်။10မိနစ်ကအသက်ရှူလို့ရမယ်ဆိုတဲ့ပြသက်စင်ပေါ်မှာ29မိနစ်ထိကြာနေပြီမို့ပရိသတ်ကအမြန်ထုတ်ပြီးရန်ဝိုင်းအော်နေကြပြီဖြစ်ပါတယ်။တပြေးပြေးနဲ့မိနစ်60အကြာမှာတော့ဂျင်ကပရိသတ်ကိုအချိန်ထပ်ဆွဲပေးခဲ့တာကြောင့်အချိန်မီသာပြန်ရောက်နိုင်ရင်စိတ်ကောင်းနေတဲ့ဇနီးအတွက်ပါလက်ဆောင်ပေးနိုင်မှာဖြစ်ပေမဲ့လောလောဆယ်မရဘူးသေးတဲ့မိကန်တက်တာတွေကထွန်းမရသေးသလိုလေကလည်းရှူဖို့ခက်လာပါတယ်။ဒါကြောင့်အုံနောက်ကိုတော့ဖြစ်အသုံးချကမိကန်တက်တာရဲ့တော့တွေဂီယာထားသူတွေကိုပြန်မမိအောင်စူးစမ်းနေချိန်ပရိသတ်ကထိမရအောင်စုပူလာပြီးမို့တက်တာကိုဖွင့်ဖို့စူးစမ်းကြပါတယ်။နောက်ဆုံးတော့အိတ်ခမ်းဘက်မှာရှိလဲမှတ်မိသွားပုံရတဲ့တန်မတ်ဖူကြီးထွက်သွားပြီးမို့မိကန်တက်တာကိုဖွင့်နိုင်ခဲ့ချိန်မှာစင်မော်ကတက်တာအတွင်းမှာတော့ပန်းစည်းတွေလှလှပပပေါ်လာနေပြီမို့မဲသီးကိုမိတ်တူအပ်ကစင်နောက်ကပြန်ပေါ်လာပါတယ်။အဲဒီနောက်ဘတ်ကိုစင်ပေါ်ခေါ်ကသူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်အဖြစ်ပရိသတ်ရှိမှစိတ်ရက်တွေနဲ့အမှန်ကန်ရိုးပြခဲ့ပြီးမဲ့စင်နောက်ရောက်လာတဲ့ဘတ်ကအားလုံးကိုပြန်ချုပ်ကရှင်လုံးနေတာတွေကကျမတို့မဟုတ်ပဲရှင်ရဲ့အမှုပညာအတွက်ရှင်ပရိသတ်အတွက်နဲ့ဘလောက်အမေရိကန်လဲဆိုတာပြဖို့ကြိုးစားနေရလားလို့ဆွဆွဲပါတယ်။ဘတ်ကိုအသက်တာတောင်းမှပြီးစစ်ပွဲပကြီးရေးဆွဲသူလေဒီဘတ်တလာရဲ့ပါတီကိုရောက်တော့လူတယောက်ပေါ်ထိုင်မိလိုက်တဲ့ဘတ်ကအမျိုးသမီးတွေနဲ့လက်ဆောင်ကြားနေသူဟူဒီနီကိုရွက်ရန်စစ်ဖို့တယောက်နဲ့ပလူးပြလိုက်တာကအချို့ຢာတွေဟာလက်သီးနဲ့အထိုးခံရတာထက်ရင်ဘတ်ကိုဓာတ်ရိုက်ထိတဲ့နာကျင်မှုမျိုးမို့ထိမရအောင်ဖြစ်သွားပါတယ်။ဘတ်အိမ်ပြန်ရောက်လာချိန်မှာရေချိုးခန်းနဲ့ကောင်းနေပြီဖြစ်တဲ့ဟယ်ရီကသူ့ကိုယ်သူတက်တိတ်လိုက်မယ်ပြောနေလို့ဘာရီစိတ်ဆိုးနေရလဲမေးတဲ့အခါနေသူ့ကိုနန်းနေရလို့ဆွဆွဲနေတဲ့အတွက်ပါတီမှာကျမဘယ်နေရာမှာရှိနေလဲရှီဂီယူတောင်ဖိုက်ခဲ့လို့လားလို့မေးခွန်းထုတ်ပါတယ်။မင်းဟာကြီးမြတ်တဲ့ဟူဒီနီရဲ့မိန်းမပဲဆိုလို့ကျမကတော့ရှင်မလို့ရင်တက်တာနဲ့ထက်သိမ်းခံလိုက်ရတဲ့အမျိုးသမီးလို့ပြောပြီးထွက်သွားပါတယ်။စိတ်ပြေလက်ပြောင်မိန်းမတယောက်နဲ့ကတင်ပေါ်ရောက်နေပေမဲ့စိတ်မပါလာတဲ့အချိန်သူ့ရဲ့လွန်မြောက်မှုနောက်တစ်ခုကိုကောင်းကင်ယံမှာတွေ့လိုက်ပါတယ်။အမေရိကန်မှာတော့ဘလို့လဲမသိပေမဲ့အင်္ဂလန်မှာဆိုရင်တော့အမျိုးသမီးတယောက်ကိုစောင့်ခိုင်းတာရိုင်းနဲ့ပြောနေသူဟာလက်ထိတ်နဲ့ချီခဲ့ပြီးအောက်မှာအသင်းဆောင်နေတဲ့ဂျင်းမြက်လဲပေါ်ခုံသိန်းကသူ့ကိုလေမြန်ဝယ်ပေးလို့ဆိုပါတယ်။အဲဒီနောက်အချင်းမှာကြာရှုံးသွားတဲ့ဟူဒီနီကပြန်တမ်းဖို့ကလွှဲရင်ဘာမှမတွေးနိုင်တော့ပဲလေရင်တစည်းနဲ့နှစ်ပေါင်းများစွာကဘာပတ်နေပါတယ်။နားထဲမှာတော့ Harry ဆိုတဲ့အတန်ကြောင့်ပြန်တမ်းရတာတော့မဆန်းတော့ဘူးအထင်နဲ့မြေပြင်ကိုပြန်ရောက်လာပြီးမဲ့မြေပြင်မှာတော့အပြောင်းလဲတွေဖြစ်လာနေပါတယ်။1914 Detroit မှာပြပွဲတစ်ခုလုပ်ခဲ့ပြီးမဲ့ပရိသတ်ကရိုးရီလာတဲ့ပုံမို့သူ့လွတ်မြောက်ခြင်းတွေကမပြည့်စုံဘူးလို့ထင်လာပါတယ်။ဒီစိတ်တွေကြောင့်ပဲသူနဲ့တူရှိခဲ့တဲ့ကိုအလုပ်ပြုတ်တယ်လို့ပြောခဲ့လိုက်ပြီးရုပ်ရှင်တွေခစ်သွားလာတဲ့ခေတ်မှာပြသက်ရုံမှာဖြောပြတဲ့နယ်ဆိုလို့ဒေါသကြီးအော်ရစ်ခဲ့လိုက်ပါတယ်။လူတွေတဝဝအော်ရီနေတဲ့ချာလီချပ်ပလင်ဟာပြိုင်ဘက်အစ်ပဲလို့ဂျင်ကတတိပေးပေမဲ့သူ့ပရိသတ်ကသူ့ကိုချစ်လို့ပြန်လာလိမ့်မယ်လို့ဆိုပါတယ်။အသက်ဆန်ပြကွက်ကိုစဉ်းစားနေလို့စင်ကိုဖျက်ရအောင်ဆိုတဲ့ဂျင်ကချာလီချပ်ပလင်ရဲ့ရုပ်ရှင်ကိုရှိချင်နေပေမဲ့နောက်တစ်ခါရှိရင်အလုပ်ပြုတ်ပြီလို့ဘေးကရွှဲနေပါတယ်။မကြည်မနှက်ဖြစ်နေသူဟယ်ရီယာပရိသတ်ဟာလုံမြောက်မှုပြကွက်ကိုစိတ်ကုန်သွားတာဖြစ်မှာပေါ့ဆိုတဲ့ဘတ်ကစေးကြောက်တွေတောင်းရင်ဟာတားလုပ်နေချိန်ဘေးကရေခဲကြောင့်ဂျင်ကိုရေခဲများများယူခိုင်းလိုက်ပါတယ်။ရေချိုးကန်ထဲမှာရေခဲသိနေတဲ့ဟယ်ရီကိုနားမလဲသွားပြီးတော့လူတွေကိုပြသက်ရုံစီခေါ်လာလို့မရရင်လူတွေစီပြသက်ရုံကိုခေါ်သွားမယ်လို့ဆိုကတေးပေါက်ချင်ရင်လည်းသူမကြည့်ချင်လို့9မိနစ်စောင့်ခိုင်းပါတယ်ဒီလိုနဲ့ဇလန်ဆာကတရားဘော်ကနေခုန်ချရန်ရေခဲပြင်းကို12ပေ15ပေလောက်အပေါက်ပေါက်မဲ့ဟယ်ရီယာသူမမုတ်ဆိုးမဖြစ်ချင်တော့မယူသေးလို့မလုပ်ရအပြတ်ပြောသွားပါတယ်တည်င်းစားထဲမှာဂျူးတုဆရာတခုလုပ်ပြမယ်လို့ကြော်ညာထည့်လိုက်တာနဲ့လူထောင်နဲ့ချီရောက်လာကြတဲ့အခါသူတည်တည်နိုင်တဲ့ຢာတခုကိုစီစီကားကားလာကြည့်မှာကလူတွေရဲ့သဘောတဘာဝဖြစ်ပါတယ်ဒီတော့နန်းနန်းဆဆတွေးနေသူဘာလဲဆိုတာမေ့သွားမှာမို့ကြီးမြတ်တဲ့ဟူဒီနီအဖြစ်ရေခဲကြီးတဲ့ခုန်ချကတော့တွေအလင်းမြန်ဖွင့်လိုက်ပြီးမဲ့ပြန်တက်စရာအပေါက်ရှာများဖြစ်နေချိန်ဒေဂန်ဒီလူတယောက်ရဲ့ဖြတ်တန်းကသမျှမှတ်ညံအားလုံးကိုလည်းခေါင်းထဲမှာမြင်နေရပြီဖြစ်ပါတယ်